ကျုပ်ကတော့ကျုပ်ပေါ့ပြောရမယ်ဆိုရင်ကျုပ်အမေအောက်ကရန်ကုန်သူကိုခမကျုပ်ကဖေရတော့အထက်ကမန္တလေးသားသူတို့ချင်းညအကြောင်းပါတော့လင်မယားဖြစ်တယ်ပေါ့ဗျာလင်မယားဖြစ်တော့ဘာလုပ်တယ်လဲဆိုတော့သိကြတဲ့အတိုင်းပေါ့ကုန်းတယ်ဗျကုန်းတယ်ဖဲ့လုပ်တာပေါ့အဲ့လိုပဲလင်မင်းမြောက်ဖဲ့လုပ်တော့များမကြကျွန်တော်မွေးတာပဲဗျာမွေးရဆိုတော့တူရောသားလည်းပြောလဲဆိုချစ်တယ်အလိုလိုက်တယ်ညနေမိုးချုပ်တယ်ဆိုရင်သားအစောကြီးအိတ်ကြီးရောဒါကတည်းကနိုးတော်မှာအိတ်ချောင်ဆောင်နေသေးတာရလို့လိုက်ကြည့်ရသားညီကျော်လေးကြောကြည့်အောင်မရိုက်ဘူးအဖေနဲ့အမေကပြောတယ်ငါကမင်းကြီးလာပြီတဲ့မင်းကိုယ့်ဟာကိုပြန်ကြည့်တယ်အဲ့ဒါကိုလည်းငုံကြည့်လိုက်တော့ဩငါကြီးနေပါလားပေါ့ကိုယ့်ရဲ့ငယ်တဲ့သူကိုကြည့်တော့ကိုကကြီးရထင်တာပေါ့အဲ့ဒါဘေးကျွန်တော်ကြောင်းနေမယ်နွားတွေလည်းတော်တော်ပိန်ပြီပေါ့လေအဲ့တော့ကြောင်းနေလိုက်တာကြောက်တဲ့မုံနှစ်ချက်ကုန်တယ်ပေါ့တဲ့နေပြီလို့ခဏနေအတွက်တာပေါ့ဗျာအတွက်ချက်တွေကလည်းအမှန်တန်လဲပါတယ်ဗျာအတွက်ချက်တွေကလည်းကောင်းချမ်းသာကြလည်းမပြောနဲ့တော့ကြီးကြီးတဲ့ကိုချမ်းသာပဲပါးကြလည်းမပြောနဲ့သူများလဲဆိုတာငမော့ကိုမမီပါဘူးငမော့ဘလောက်မလဲတယ်မနဲ့စာညစာနဲ့ကောင်းစားတာပဲဒီလိုလဲတဲ့ကောင်မချက်ဆိုဘိုက်ကနေနေတာချက်ဆိုငကောက်ကမီးကြောက်တဲ့ကောင်မဒီလိုကောင်မများပါရဲဆိုတော့လောကမှာငမော့မမီပါဘူးငမော့ဘလောက်မပါရဲပါတငယ်ချင်းတွေကပြောတယ်အဲ့ကောင်ငမော့မင်းသိပ်ပါလို့နဲ့ဘောင်းကြီးခံဝဲတယ်ဒါလည်းကျွန်တော်ကယူမဆိုင်ပါဘူးတောက်ရှင်လည်းတောက်လိုက်တာပဲကစားရင်လည်းကစားလိုက်တာပဲကိုနေ့ကလူသုံးယောက်ကျွန်တော်ကိုဝိုင်းရိုက်မလို့ဖယ်ရမလို့ဘယ်ကျွန်တော်ကိုရိုက်လို့ရဘူးသူတို့ကဘူးကျွန်တော်ကလားသုံးကောင်လေကြောင်ပဲကစားရင်လည်းကစားလိုက်တာပဲကိုနေ့ကလည်းကုန်းကန်းဆိုကစားလိုက်တာတူပုံနှန်းတို့ခွေးယူလိုက်တန်းတို့ဒီလိုကစားတဲ့ကောင်မှလုံလောက်တယ်လုံလောက်ဆိုကျွန်တော်ဖေးကဘက်ကရထိုးနေတာလीတကယ်ချမ်းသာတဲ့တထေးသားဒီနေ့ကမိန်းမကိစ္စမိန်းမကိစ္စမှာဆိုရင်တော့ကျွန်တော်ဖေးကတော့လိုက်တာအမတန်ချမ်းသာတဲ့တထေးသားလीအမှုပြပလိုက်တာလက်စော့တက်လုံးသုံးလုံးဆိုလို့မကိုအဖိုးမသေးပါဘူးဒီလက်စော့အခုသားမှာဦးဟောဦးဟောအိမ်သူသမီးနဲ့တော့မကြောက်ဟောရောက်ပေါ့မမီသားလေးမမီတွေ့တော့ဝမ်းသာရမမီဒါပဲဆိုတော့ပါမီတယ်ဒါပဲဆိုဖုံးကြတာပါလားမဆက်တော့မမီမာမီသားကျုံမှာဗောမဆက်တော့မမီအဲ့ဒါဘယ်လွတ်လိုက်တာအားလေးနိုင်ငံညာပြန်လာတာကြာပြီလားကြာပြီချူပါလေပဲတုံးလေးကြီးပါလေးတယ်ဘယ်လောက်များချမ်းသာလားဆိုပြော